ဒီဘီလီယံနာတစ်ထည့်ကြီးရဲ့ငွေတိုက်ထဲမှာအိန္ဒိယရူပီငွေကူတွေပေါင်း1000နဲ့1000တောင်အပုံလိုက်ရှိနေတာပါဒါပေမဲ့အန်အော့စရာကောင်းတာကသူဟာအဲ့ဒီငွေတွေထက်ကတစ်ချက်တောင်ကုန်းဆွဲလို့မရတာပါပဲအကြောင်းရင်းကတော့သူ့ရွှေမှာခြားထားတဲ့ဆက်ကလေးတစ်လုံးကြောင့်ပါငွေဆက်ကူတွေကိုဆက်ထဲထည့်လိုက်တာနဲ့အချက်ပေးဖန်ဒီအခြေကြီးမီလာတာလို့ပါတကယ်တော့ဒီတစ်ထည့်ကြီးဟာအိန္ဒိယရဲ့အကြီးဆုံးငွေတုကိုင်းချုပ်ကြီးထူပါတယ်သူဟာနေ့စဉ်တရက်ကိုယူဘီငွေ3000ပိုးလောက်အထိငွေတုတွေရိုက်ထုတ်နေသူပါဒါပေမဲ့အခုပေါ်လာတဲ့အဆက်အသေးကြောင့်သူရိုက်ထားတဲ့ငွေတုတန်ချိန်60လောက်ဟာတထိုင်တည်းနဲ့အမိုက်ဖြစ်သွားခဲ့ရပါတယ်သူလည်းဘာဆက်လို့ရမလဲဆိုတာကိုစဉ်းစားမရဖြစ်နေတော့မှပဲသူ့လူတယောက်ကဒေတာကန်ပကြီးဆရာတယောက်လှုပ်ထားတဲ့ငွေတုအသေးတချို့ကိုလာပြပါတယ်အန်အောဖို့ကောက်တာကအဲ့ဒီငွေဆက်ကူတွေဟာအချက်ပေးဆက်ကိုဖြတ်နိုင်ခဲ့ပြီးအတန်လဲမမီခဲ့ပါဘူးတထေကြီးဟာအရန်အံ့ဩသွားပါတယ်သူ့မှာနိုင်ငံရဲ့အကောင်းဆုံးနည်းပညာတွေရှိနေတာတော့တာမန်လူတယောက်ကသူ့ထက်တောင်ဘယ်လိုလုပ်နိုင်တာလဲဆိုတာကိုမစင်စိုက်တတ်အောင်ထိခဲ့ရပါတယ်ဒါနဲ့အဲ့ဒီပညာရှင်ကိုချက်ချင်းခေါ်ကိုင်းလိုက်ပါတယ်သူ့နာမည်ကတော့စန်နီပါသူဟာတစ်ချိန်ကလက်ရအရန်ကောင်းတဲ့ပကြီးဆရာတယောက်ဖြစ်ခဲ့မှုပါတယ်သူ့ရဲ့လက်ရဟာဘလောက်တောင်ကောင်းတယ်လဲဆိုရင်အစ်စ်နဲ့အတူကိုခွဲခြားဖို့တောင်ခက်ခဲပါတယ်ဒါပေမဲ့တနေ့မှာတော့စင်ဟဲလွန်းတာကြောင့်သူ့ဤစားကသူ့ကိုထားသွားခဲ့ပါတယ်အဲ့ဒီနေ့မှာပဲစန်နီဟာပကြီးတွေမဆွဲတော့ပဲအစ်စ်နဲ့တူတွေငွေတူတွေကိုပဲထုတ်တော့မယ်လို့ဆုံးဖြတ်ချက်ချလိုက်တော့ပါတော့တယ်ဒါပေမဲ့အိန္ဒိယရဲ့ငွေကြေးအသစ်မှာကလုံခြုံရေးနည်းပညာတွေအဆင့်မြင့်နေလုံးပါတယ်အခက်အခဲဆုံးအပိုင်းကတော့ငွေဆက်ကူပေါ်ကတင်းငယ်လို့နဲ့စာလုံးလေးတွေနဲ့အမှုစိတ်ပုံစံတွေကိုအတီးအကျအကူးယူဖို့ပါပဲDigital printer တွေနဲ့ရိုက်ရင်တော့အဲ့ဒီအဆက်အပြောက်လေးတွေကပြက်တောင်းဖြစ်နေတတ်ပါတယ်ဒီနေရာမှာပဲစန်ဒီရဲ့လက်မှုပညာကအသုံးဝင်လာပါတယ်သူဟာ microscope နဲ့သေချာကြည့်ပြီးအဲ့ဒီအမှုစိတ်အပိုင်းလေးတွေကိုလက်နဲ့ပဲအတီးအကျလိုက်ဆွဲပါတယ်ပြီးတော့အဲ့ဒီအရေးအပိုင်းတွေကိုပေါင်းစပ်ပြီးအပြစ်ဆိုးစရာမရှိတဲ့မူရင်းပုံစံ master sheet ကိုထုတ်လုပ်လိုက်ပါတယ်ပြီးနောက်အလွှာလိုက်အပေါ်ရန်လွှာလေးတင်တာအပူပေးတာစတဲ့အဆင့်မြင့်တင်းမှုတွေအများကြီးလုပ်ခဲ့ပါတယ်ဒါပေမဲ့ရိုက်နှိပ်တဲ့အခါမှာနောက်ထပ်ပြဿနာတစ်ခုတက်လာပါတယ်အဟောင်းဆက်တွေကတစ်ခါရိုက်ရင်အယောင်တစ်မျိုးပဲထွက်တာပါငွေဆက်ကူအစ်စ်နာကအယောင်၄မျိုးပါပါတယ်အဲ့ဒီအချိန်မှာပဲငငယ်ကတည်းကပုံနှိပ်တိုင်မှာလောက်ခဲ့သူ့တငယ်ချင်းဖီရိုစ်ကကူညီခဲ့ပါတယ်သူကအယောင်၄မျိုးကိုတစ်ခုချင်းစီအဆင့်ရိုက်နှိပ်ပေးခဲ့ပြီးပြောင်လက်နဲ့လုံခြုံရေးကြိုးကိုပါထည့်ပေးလိုက်ပါတယ်ဒီလိုနဲ့ငွေတုတွေထွက်လာပေမဲ့စန်ဒီကဒီငွေတွေဟာအသစ်ဆက်ချင်နေလို့ခံစားနေပါတယ်အစ်စ်တွေလိုဟောင်းတွန်းနဲ့ပုံပေါက်အောင်သူကလက်ဖက်ချဖျန်းထဲမှာအဲ့ဒီငွေတွေကိုစိမ့်လိုက်ပါတယ်ထင်းထုတ်ပြီးအချောက်လန်းလိုက်တဲ့အခါမှာတော့အစ်စ်နဲ့တထေတွေကသူ့ရဲ့ဟောင်းတွန်းငွေထိသွားပါတော့တယ်ဒါကိုစမ်းသပ်ဖို့အတွက်သူတို့နှစ်ယောက်အရက်ဆိုင်တစ်ဖိုင်ကိုတွားခဲ့ကြပါတယ်ဆိုင်ရှင်ကငွေဆက်ကူကိုယူနှာခေါက်ချူလိုက်တာနဲ့ဂါအတုဆိုတာချက်ချင်းတည်သွားပါတယ်သူတို့လည်းအဲ့ဒီကနေမနာထွက်ပြေးခဲ့ကြပါတယ်အိမ်ရောက်တော့ဆန်ဒီကဒီလောက်စူးစမ်းပန်းစားနဲ့လှုပ်ထားတဲ့ငွေတုကိုဘာကြောင့်မိသွားရတာလဲဆိုတာကိုမစင်စားမရဖြစ်နေပါတယ်သူကနောက်ထပ်စမ်းသပ်မှုတစ်ခုလုပ်ကြည့်ပါတယ်ငွေအစ်စ်နဲ့အတုကိုရောထားပြီးလူတစ်လောက်ကိုမျက်စိမိတ်ခိုင်းပါတယ်မျက်စိမိတ်ပြီးကိုကြည့်ခိုင်းလိုက်တာနဲ့အတုကိုချက်ချင်းခွဲခြားနိုင်ခဲ့ပါတယ်အဓိကအကြောင်းရင်းကတော့ငွေဆက်ကူလှုပ်ထားတဲ့စက်ကူသားအကြောင်းပဲဖြစ်ပါတယ်